အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာပေါ်ကချမ်းသာကြွယ်ဝမှုအရှိဆုံးဘောလုံးသမားတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့သူတို့ရဲ့လစဉ်ရတဲ့ဝင်ငွေတွေကတော့တာမန်လူတွေအဖို့တော့မက်လောက်เสียရပါပဲလူတလူမြင် channel ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပြီးတော့အားပေးကြဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါရစေခင်ဗျာကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နံပါတ်10မှာရက်တည်နေတာကတော့ Kylian Mbappe ဖြစ်ပါတယ်လူတိုင်းသိကြတဲ့ Kylian Mbappe ရဲ့လက်ရှိအသက်တင်ကြွယ်ဝချမ်းသာမှုဟာဒေါ်လာ180မီလီယံအောင်ရှိပါတယ်။သူဟာဘောလုံးလောကမှာအငယ်ဆုံးတန်းကြွယ်တစ်ထည်ဖြစ်လာပါတယ်။သူချမ်းသာလာမှုပုံစံကလည်းအားကစားကိုစီးပွားရေးအရာဈေးကွက်တင်မှုရဲ့နောက်ဆုံးဥပမာတစ်ခုဖြစ်နေပါတယ်။ Mbappe ရဲ့ငွေကြေးခရီးက Paris Saint-Germain ကနေတစ်နှစ်ယူရို82တန်းလစာနဲ့စခဲ့ပါတယ်။နောက်ပိုင်းမှာ Real Madrid ကို9နှစ်ယူရို156တန်းစာချုပ်နဲ့ပြောင်းရွှေ့ချိန်မှာတော့ဘောလုံးသမားတွေရဲ့လစာအမြင့်ဆုံးစံချိန်တစ်ကိုတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်သူ့ရဲ့အထူးစာချုပ်စီးမြင့်တွေကြောင့် PSG ကိုပြောင်းတဲ့အခါမှာယူရို17တန်း Real Madrid ကိုပြောင်းတဲ့အခါမှာယူရိုတန်း100စတဲ့အများကြီးပေးရတဲ့လက်မှတ်ထိုးကြေးတွေကိုရရှိခဲ့ပါသေးတယ်။2022ခုနှစ်မှာတော့ Mbappe ဟာကမ္ဘာအချမ်းသာဆုံးဘောလုံးသမားဖြစ်လာခဲ့ပါတယ်။အကြောင်းကတော့ Hublot Dior နဲ့ Oakley တို့လိုကမ္ဘာကျော်ကုမ္ပဏီတွေနဲ့စပွန်ဆာသဘောတူညီမှုတွေကြောင့်သူ့ဝင်ငွေကိုတစ်နှစ်ယူရို18တန်းပိုတိုးစေခဲ့လို့ပါ။ဒါ့အပြင်သူဟာ Nike ရဲ့ဘောလုံး line အတွက်အဓိက brand ambassador တဦးလည်းဖြစ်နေပါသေးတယ်။ Mbappe ရဲ့တမွေးဝမ်းကြောင်းဝင်ငွေဟာဒေါ်လာတန်း300ကျော်သွားပြီဖြစ်ပေမဲ့သူ့ကိုစီးပွားရေးအရာတန်ဖိုးအရှိဆုံးဖြစ်စေတာက Real Madrid စာချုပ်ထဲကဖန်တီးမှုပိုင်းဆိုင်ရာစာချုပ်ချုပ်ဆိုမှုဖြစ်ပါတယ်။အဲ့ဒီစာချုပ်အရာသူ့ရဲ့ပုံရိပ်အခွင့်အရေး image rights 80ရာခိုင်နှုန်းကိုသူကိုယ်တိုင်ပိုင်ဆိုင်တဲ့အတွက် Cristiano Ronaldo နဲ့ Messi တို့ပြီးရင်ဒေါ်လာ1ဘီလီယံရောက်ဖို့အလားအလာအရှိဆုံးဘောလုံးသမားဖြစ်လို့နေပါတယ်။နံပါတ်9နေရာမှာရပ်တည်နေတာကတော့ Zlatan Ibrahimovic ဖြစ်ပါတယ်။သူ့ရဲ့တက်တင်ကျွဲဝချမ်းသာမှုကတော့ဒေါ်လာတန်း190တောင်ရှိနေပါတယ်။ဆွီဒင်လက်ရွေးစင်ကစားသမား Zlatan ဟာသူ့ရဲ့လုပ်ငန်းရှင် Helena Siga နဲ့အတူကြီးမားတဲ့စီးပွားရေးလုပ်ငန်းအင်ပါယာကြီးကိုတည်ဆောက်ပြီးတဲ့နောက်မှာကမ္ဘာအချမ်းသာဆုံးဘောလုံးသမားစရင်းမှာနံပါတ်9နေရာမှာရပ်တည်နေပါတယ်။ဒေါ်လာတန်း190ယူရိုနဲ့တွက်မယ်ဆိုလို့ရှိရင်185တန်းပိုင်ဆိုင်တဲ့ Ibrahimovic ကကိုပိုင်းရုပ်ပိုင်းဆိုင်ရာမှာဆွဲဆောင်မှုရှိပြီးတော့စီးပွားရေးတန်ဖိုးအဖြစ်ဘယ်လိုပြောင်းလဲအသုံးချရမလဲဆိုတဲ့အကောင်းဆုံးစံနမူနာတစ်ခုလည်းဖြစ်ပါတယ်။ PSG မှာတစ်နှစ်ယူရို14တန်းလစာရခဲ့ပြီးတော့သူ့ဘဝတစ်လျှောက်ဒေါ်လာ123တန်းရခဲ့ပါတယ်။ H&M လိုနာမည်ကြီးကုမ္ပဏီတွေနဲ့တစ်နှစ်ဒေါ်လာ9တန်းစပွန်ဆာရခဲ့ပေမဲ့သူ့ရဲ့အရေးအကြီးဆုံးဝင်ငွေဆုံးဖြတ်ချက်ကတော့သူ့နာမည်ကိုတရားဝင်ပုံအမှတ်တစိအဖြစ် trademark လုပ်ထားတာပါဒီလိုလုပ်ထားတဲ့အတွက်ဘောလုံးကစားသမားဘဝပြီးသွားရင်တော့သူ့နာမည်နဲ့ license ချုပ်ဆိုပြီးဝင်ငွေဆက်ရနိုင်ပါတယ်ဗီတာမင် well နဲ့ Volvo တို့လိုနာမည်ကြီးကုံအမှတ်တစိတွေနဲ့ပူးပေါင်းခဲ့ပါတယ်Volvo ရဲ့ကြော်ညာတွေမှာ Ibrahimovic ပါဝင်ပြီးတဲ့နောက်မှာအယောင်200ရာခိုင်နှုန်းတက်သွားခဲ့ပါတယ်။ဆွီဒင်မှာ Stockholm ကမ်းခြေ Malmö နဲ့ Erie မြို့တွေမှာဇိမ်ခံအိမ်တွေကိုဝယ်ယူခဲ့ပါတယ်။ Stockholm မြို့လေကရှီဟောင်းဖျားကျောင်းတစ်ခုကိုဇိမ်ခံအိမ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီအိမ်ဟာ1000 စတူယန်မီတာကျယ်ဝန်းပြီးတော့ဆွီဒင်ခရိုနာတန်း130ဒေါ်လာနဲ့တွက်မယ်ဆိုရင်8.5တန်းကုန်ကျခဲ့ပါတယ်။ဇလာတန်ဟာဘောလုံးသမားဘဝကနေစီးပွားရေးသမားတဦးဖြစ်အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သူပါသူ့နာမည်ကိုကုန်အမှတ်တစိအဖြစ်မှတ်ပုံတင်ထားတာအင်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ဇနီးဖြစ်သူရဲ့စီမံခန့်ခွဲမှုတွေကသူ့ကိုကမ္ဘာချမ်းသာဆုံးဘောလုံးသမားတဦးဖြစ်လာစေခဲ့ပါတယ်နံပါတ်10နေရာမှာရပ်တည်နေတာကတော့ Karim Benzema ဖြစ်ပါတယ်ဒီပြင်သစ်နာမည်ကျော်တိုက်စစ်ကစားသမားကတော့လက်ရှိမှာဒေါ်လာတန်း200အသက်တင်ပိုင်ဆိုင်မှုရှိသူဖြစ်ပါတယ်ကမ္ဘာအချမ်းသာဆုံးဘောလုံးသမားစရင်းမှာနံပါတ်10နေရာမှာရှိနေပါတယ်။ဆော်ဒီအသင်း Al Ittihad မှာတစ်နှစ်ဒေါ်လာတန်း100ရနေပေမဲ့ Real Madrid မှာ17ရာသီကစားခဲ့စဉ်ကတစ်နှစ်ကိုဒေါ်လာတန်း20လစာနဲ့ရေရှည်စာချုပ်တွေကသူ့ဝင်ငွေရဲ့အခြေခံအုတ်မြစ်ဖြစ်စေခဲ့ပါတယ်။ Adidas နဲ့ EA Sports တို့လိုစပွန်ဆာတွေနဲ့သာချိတ်ဆက်ထားပေမဲ့ Champions League ဆု5ခုကနေရခဲ့တဲ့ဝင်ငွေတွေကြောင့်သူ့ရဲ့ဝင်ငွေဟာဒေါ်လာတန်း200ကျော်သွားခဲ့ပါတယ်။ငွေညှစ်မှုကိစ္စတစ်ခုကြောင့်သူ့ရဲ့စီးပွားရေးပုံရိပ်ကိုထိခိုက်ခဲ့ပေမဲ့ Real Madrid မှာရှည်လျားတဲ့သက်တမ်းအတွင်းတည်ငြိမ်စွာကစားခဲ့မှုကသူ့ကိုအန်ဒီယေတွေကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။နံပါတ်9နေရာမှာရပ်တည်နေတာကတော့အားလုံးချစ်ကြတဲ့ Wayne Rooney ဖြစ်ပါတယ်။သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုကတော့ဒေါ်လာ216တန်းပိုင်ဆိုင်ပါတယ်။ကမ္
ဘာအချမ်းသာဆုံးဘောလုံးသမားစရင်မှာနံပါတ်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ Manchester United အသင်းမှာတိုက်စစ်မှုနဲ့ရှေ့တန်းကစားသမားအဖြစ်စွမ်းဆောင်ခဲ့သူဖြစ်ပြီးသူ့ရဲ့ပါရမီဇွဲနှပဲနဲ့ PR တွေအောက်မှာတောင်အေးဆေးတည်ငြိမ်နိုင်စွမ်းတွေကဒန်နာရီဆန်တဲ့အောင်မြင်မှုတွေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်ယူအတွက်အချိန်ကြာဆုံးဂိုးသွင်းသမားဖြစ်လာပြီးတော့အင်္ဂလန်အသင်းရဲ့အများဆုံးဂိုးသွင်းကစားသမားဆုတံဆိပ်ကိုရရှိခဲ့တဲ့အတွက်သူဟာဘောလုံးလောကမှာအယောင်အရာဆုံးကစားသမားတစ်ဦးဖြစ်နာမည်ကျော်ကြားခဲ့ပါတယ်။မန်ယူမှာသူ့ရဲ့ရွှေရောင်ကာလတော်ကတပတ်ကိုပေါင်3သိန်းထိရခဲ့ပြီးတော့ထိုကာလမှာအမြင့်ဆုံးလစာရသူတွေကတဦးဖြစ်ခဲ့ပါတယ်။ DC United ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဝင်ငွေဟာထပ်မံမြင့်တက်လာခဲ့ပြီးတော့ဥရောပအပြင်ဘက်မှာလည်းသူ့ရဲ့အရေးချင်းတွေကိုတက်တည်ပြနိုင်ခဲ့ပါသေးတယ်။ Nike နဲ့ Coca-Cola တို့လိုနိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့စပွန်ဆာရှပ်တွေကလေးအဝတ်စားလိုင်းတွေမှာပါဝင်ခဲ့တာကလည်းသူ့ရဲ့ကမ္ဘာကျော်ကြော်ကြားမှုနဲ့လူကြိုက်များမှုကိုဖော်ပြနေပါတယ်။ဘောလုံးနဲ့စပွန်ဆာအကျိုးမြတ်တွေအပြင် Cheshire မှာရှိတဲ့ Footballers Paradise လို့တင်စားခေါ်ကြတဲ့သူ့ရဲ့အင်ချန်မြေတွေမှာယင်းနှိမ့်နှုတ်နှံထားတာကလည်းသူ့ချမ်းသာကြွယ်ဝမှုကိုပုံမတိုးတက်လာစေခဲ့ပါတယ်။ကစားသမားဘဝအပြီးမှာတော့ coach အဖြစ်ဆက်လက်လုပ်ကိုင်ခဲ့ပြီးတော့ဝင်ငွေရလန်းတွေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့လို့သူ့ဘဝအတွေ့အကြုံတွေကိုပါအခါကျင်းငွေယူပြီးပညာပေးပစ္စည်းတွေအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။နံပါတ်6နေရာမှာရပ်တည်နေတာကတော့အင်္ဂလန်ဘောလုံးကစားသမားဟောင်းတဦးဖြစ်တဲ့ Dave Whelan ဖြစ်ပါတယ်။လူတီနေကြတယ်လို့ထင်ရပေမဲ့သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုကတော့ဒေါ်လာတန်း230တောင်ရှိနေတာပါ။ဘောလုံးသမားဘဝအပြီးမှာစီးပွားရေးလောကမှာအောင်မြင်စွာခြေချနိုင်ခဲ့သူဖြစ်ပါတယ်။ Wigan Athletic အသင်းကိုပိုင်ဆိုင်ခဲ့စဉ်က Premier League အထိထမ်းတင်ပေးနိုင်ခဲ့ပြီးတော့2013ခုနှစ်မှာ Manchester City ကိုအနိုင်ရပြီးတော့ FA Cup ဆုရခဲ့တဲ့အချိန်ကသူ့အတွက်ဂုဏ်ယူစရာအကောင်းဆုံးကာလဖြစ်ခဲ့ပါတယ်။ DW Stadium လို့အမည်ပေးထားတဲ့အိမ်ဝင်းကိုလည်းတည်ဆောက်ခဲ့သူဖြစ်ပါတယ်။စီးပွားရေးမှာတော့ Whelan Discount Store ကနေစတင်ခဲ့ပြီးတော့2009ခုနှစ်မှာ JJB Sports ကိုပေါင်တန်း190နဲ့ရောင်းချခဲ့ပါတယ်။တစ်ချိန်ကဗြိတိန်ရဲ့အချမ်းသာဆုံးဘောလုံးသမားဖြစ်ခဲ့ပြီးတော့အခုချိန်ထိကီလီယန်ဘာပေတို့လိုကစားသမားတွေထက်တောင်ပိုချမ်းသာနေစေဖြစ်ပါတယ်။ဘောလုံးလောကမှာသူခြံရစ်ခဲ့တဲ့အမွေအနှစ်တွေစီးပွားရေးတွေမှာရှာဖွေခဲ့တဲ့အောင်မြင်မှုတွေကြောင့်ဝီလန်ဟာအားကြစရာကောင်းတဲ့ပုံကိုယ်တစ်ဦးဖြစ်ကြံရစ်နေစေဖြစ်ပါတယ်။နံပါတ်9နေရာမှာရပ်တည်နေတာကတော့အားလုံးသိတဲ့ဘရာဇီးတိုက်စစ်မှုနေမှာဖြစ်ပါတယ်။နေမှာဟာဘာစီလိုနာကနေ PSG ကိုတမိုင်းဝင်ပြောင်းရွှေ့မှုအပြီးကစပြီးတော့ကမ္ဘာအချမ်းသာဆုံးအားကစားသမားများစည်းရင်းမှာအမြဲတမ်းပါဝင်လျက်ရှိနေပါတယ်။ Saudi Arabia မှာနှစ်နှစ်ကစားခဲ့စဉ်ကဒေါ်လာ156တန်ရရှိခဲ့ပြီးတော့ခုခါမှာတော့သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကဒေါ်လာတန်း250ထိရှိနေပါပြီ။ဒီငွေကြေးအင်အားကြောင့်သူဟာကမ္ဘာအချမ်းသာဆုံးဘောလုံးသမား9ဦးစည်းရင်းမှာပါဝင်နေရခြင်းဖြစ်ပါတယ်။ PSG မှာကစားတော့ကသူ့ရဲ့လစာကကီလီယန်ဘာပေပြီးရင်ဥရောပမှာဒုတိယအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ Santos အသင်းမှာပထမဆုံးအကြိမ်ကစားချိန်ကလွဲလို့ Puma, Red Bull နဲ့ Pocastar စရှိတဲ့နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့စပွန်ဆာသဘောတူညီမှုတွေကတဆင့်သူ့ရဲ့အတန်ဖိုးဝမ်းကြောင်းတစ်လျှောက်ဒေါ်လာတန်း800ကျော်ရရှိခဲ့ပါတယ်။ El Hilal အသင်းမှာကစားစဉ်တုန်းကသူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုတရုပ်ဖော်တဲ့အနေနဲ့ဒေါ်လာတန်း220တန်ဖိုးရှိတဲ့ Boeing 747-400 တီးတန့်လေယာဉ်နဲ့ခရီးသွားလေးရှိပါတယ်။ဒီလေယာဉ်မှာဇိမ်ခံအခန်းစီးစိမ်ခံတရေပရီဘောဂတွေနဲ့ရွှေရောင်ပလင်နဲ့တူတဲ့ထိုင်ကုန်တွေလည်းပါရှိပါတယ်။ Anna Sport လို့ခေါ်တဲ့မိသားစုကုမ္ပဏီနဲ့သူ့ရဲ့အမှတ်တံဆိပ်တွေပုံရိပ်အခွင့်အရေးတွေကိုစီမံခန့်ခွဲနေတာကြောင့်မိမာရဲ့ငွေကြေးဆိုင်ရာပညာရပ်မှာပုံမတိုးတက်လာပါတယ်။ဂီတရုပ်ရှင်နဲ့တခြားနယ်ပယ်တွေကကျယ်ပွင့်နေတဲ့မပြတ်လှုပ်ဆောင်နေတဲ့ပူပေါင်းဆောင်ရွက်မှုတွေကလည်းသူ့ရဲ့ငွေကြေးအင်အားကိုပုံမခိုင်မာစေပါတယ်။နံပါတ်4နေရာမှာရပ်တည်နေတာကတော့ရုပ်ရည်ပြည်ပြင်းမှုပိုင်းမှာရောဘောလုံးကျွမ်းကျင်မှုပိုင်းမှာပါဆရာတင်ရလောက်တဲ့ဒေးဗစ်ဘက်ခမ်ဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်ကလက်ရှိမှာကမ္ဘာအချမ်းသာဆုံးဘောလုံးသမားတွေထဲကနံပါတ်4နေရာမှာရှိနေပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာတန်း450ရှိပြီးတော့သူ့ဇနီးဗစ်တိုးရီးယားနဲ့ပေါင်းမယ်ဆိုရင်ဒေါ်လာ914တန်းအထိရှိပါတယ်။သူက2013ခုနှစ်မှာဘောလုံးသမားဘဝကနေအနားယူချိန် Manchester United, Real Madrid, LA Galaxy နဲ့ PSG တို့မှာကစားရင်ဒေါ်လာတန်း800နီးပါးအထိစုဆောင်းရရှိခဲ့သူပါ။ဘောလုံးသမားဘဝတစ်လျှောက်အပိုကြီးအများဆုံးရသူတွေကတယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာအာမနီ Gillette, PepsiCo, Adidas တို့လိုကုမ္ပဏီကြီးတွေရဲ့ Global Ambassador အဖြစ်လုပ်ကိုင်ခဲ့ပြီးတော့ DB Ventures ကုမ္ပဏီကိုလည်းတည်ထောင်က Adidas, Tudor Watch,
High Club Whisky တို့နဲ့ချိတ်ဆက်လုပ်ကိုင်ခဲ့ပါတယ်။2014ခုနှစ်မှာ Inter Miami ကိုဒေါ်လာတန်250နဲ့ဝယ်ပြီးတော့2018ခုနှစ်မှာ MLS အသင်းအဖြစ်စတင်ခဲ့ပါတယ်။ Lionel Messi လာရောက်ကစားပြီးနောက်ပိုင်းအသင်းရဲ့တန်ဖိုးက2023မှာဒေါ်လာတန်60ကနေတန်200အထိ233ရာခိုင်နှုန်းအထိတိုးတက်သွားခဲ့ပါတယ်။2022ခုနှစ်မှာတော့ DB Ventures ရဲ့55ရာခိုင်နှုန်းကိုဒေါ်လာတန်230နဲ့ရောင်းချပြီးတော့စီးပွားရေးအောင်မြင်မှုတစ်ခုကိုထပ်မံဖော်ပြခဲ့ပါတယ်။သူ့မှာဒေါ်လာ3တန်းကျော်တန်တဲ့ကားတွေဒေါ်လာ44တန်းတန်အမှုပညာလက်ရာတွေအင်္ဂလန်ကကျေးလက်အိမ်လန်ဒန်မှာဒေါ်လာ38တန်းတန်တဲ့တိုက်ခန်းမိုင်ယာမီမှာ Penthouse နဲ့ဒူဘိုင်းမှာလည်းစိန်ခံအိမ်တွေအများကြီးကိုပိုင်ဆိုင်ထားပါတယ်။ဒါတွေကြောင့်ဘက်ကန်းကကမ္ဘာအချမ်းသာဆုံးဘောလုံးအမွေခံတွေထဲမှာထိပ်ဆုံးကနေရပ်တည်နေတာဖြစ်ပါတယ်။နံပါတ်3မှာရပ်တည်နေတာကတော့အားလုံးသိကြတဲ့အားလုံးချစ်ကြတဲ့ Lionel Messi ဖြစ်ပါတယ်။ Messi မှာဒေါ်လာတန်650ပိုင်ဆိုင်ပြီးတော့ကမ္ဘာအချမ်းသာဆုံးဘောလုံးသမားတွေထဲမှာတတိယနေရာမှာရှိနေပါတယ်။သူ့ရဲ့ငွေကြေးစနစ်ကသူ့ဘာသာသူပုံမှုကြီးထွားနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဘာစီလိုနာမှာတစ်နှစ်ကိုဒေါ်လာ62တန်းရခဲ့ပြီးတော့အခုအင်တာမိုင်ယာမီမှာဆိုရင်တစ်နှစ်ကိုဒေါ်လာတန်130ရနေပါတယ်။ဒီလိုနဲ့သူ့ဘဝတစ်လျှောက်ဒေါ်လာ1.3ဘီလီယံရရှိခဲ့ပြီးတော့ဒါကသူ့ချမ်းသာမှုရဲ့အဓိကအခြေခံဖြစ်ပါတယ်။အခုဆိုရင် Apple TV MLS Season Pass သဘောတူညီမှုကြောင့်ပထမဆုံးအကြိမ်ကစားသမားဝင်ငွေကို Streaming Subscription နဲ့ဝင်ငွေနဲ့ချိတ်ဆက်နိုင်ခဲ့ပါတယ်။ Adidas နဲ့2018ခုနှစ်ကတည်းကစာချုပ်ချုပ်ထားတာကြောင့်တစ်နှစ်ကိုဒေါ်လာ32တန်းအပိုရနေပါသေးတယ်။အဲ့ဒီမှာ Adidas Messi ဖနက်အမှတ်တံဆိပ်ပါထွက်လာခဲ့ပါသေးတယ်။စီးပွားရေးဘက်မှာလည်းဘာစီလိုနာမှာ 4-star hotel တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ MMM Hotel Group ကိုတည်ထောင်ထားပြီးတော့2019ခုနှစ်မှာ Messi အမှတ်တံဆိပ်နဲ့အဝတ်စားလိုင်းနဲ့ Messi ကောဖြော်ရည်တွေကိုထုတ်လုပ်ပြီးတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဝယ်ယူသူတွေနဲ့အဆက်မပြတ်ချိတ်ဆက်ထားတဲ့စနစ်တစ်ခုကိုတည်ဆောက်ထားပါတယ်။ဒါတွေကြောင့် Messi ဟာဘောလုံးသမားဘဝကနေစီးပွားရေးလုပ်ငန်းရှင်တဦးအဖြစ်အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သူတဦးလို့ပြောနိုင်ပါတယ်။နံပါတ်2မှာရပ်တည်နေတာကတော့နှကန်းနီမာလေးတွေရဲ့အသေးဆွဲခရစ္စတီယာနိုရိုနယ်ဒိုဖြစ်ပါတယ်။ခရစ္စတီယာနိုရိုနယ်ဒိုမှာဒေါ်လာတန်850ပိုင်ဆိုင်ထားပြီးတော့ဥရောပရဲ့အချမ်းသာဆုံးဘောလုံးသမားဖြစ်ပါတယ်။အသက်40အရွယ်မှာ Lionel Messi တို့ထက်ပိုချမ်းသာနေတဲ့အကြောင်းရင်းတွေကတော့အနာဆာကနေတစ်နှစ်ကိုဒေါ်လာတန်200ရနေတဲ့အပြင်သူ့ဘဝတစ်လျှောက်ဒေါ်လာ1ဘီလီယံကျော်ရရှိထားပြီးတော့ Nike နဲ့ဒေါ်လာ1ဘီလီယံတန်စာချုပ်တွေရရှိထားတာဖြစ်ပါတယ်။ပေါ်တူဂီမှာခင်မီဘတ်တာကလပ်တစ်ခုယင်းနှိမ့်မြုပ်နှံထားပြီးတော့ Arsus 9ရေတန်းအမှတ်တံဆိပ်နဲ့ချိတ်ဆက်ထားကHerbal Life နဲ့ Clear Shampoo တို့လိုနာမည်ကြီးကုမ္ပဏီတွေနဲ့ကြော်ညာလုပ်နေတာတွေကလည်းသူ့ရဲ့စီးပွားရေးဉာဏ်ကိုပြသနေပါတယ်။ CR7 ဟာဟိုတယ်တွေ Inspire ဇဝင်အစားထိုးဆေးကမ်းတွေ Pastana CR7 လူနေမှုပုံစံအမှတ်တံဆိပ်တွေနဲ့ဟိုတယ်ကျန်းမာရေးနဲ့ Fashion လောကတွေကိုသူ့ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ချက်ထွင်နိုင်ခဲ့ပါတယ်။ Hoop နဲ့ပူးပေါင်းပြီးတော့ကျန်းမာရေးစောင့်ကြည့်ကိရိယာတွေထုတ်လုပ်တာ UFL ဘောလုံးဂိမ်းကိုယင်းနှိမ့်မြုပ်နှံတာတွေကလည်း Metaverse အားကစားလောကတွေကိုဝင်ဖို့အခြေခံအုတ်မြစ်ချနိုင်ခဲ့ပါတယ်။2022ခုနှစ်ကမ္ဘာ့ဖလားမတိုင်ခင် Messi နဲ့တွဲပြီးရိုက်ခဲ့တဲ့ကြော်ညာက view တန်250ကျော်ရခဲ့ုံသာမကထာဝရပြိုင်ဘက်အယူအဆကိုစီးပွားရေးအကျိုးတူပူးပေါင်းမှုအဖြစ်ပြောင်းလဲပြနိုင်ခဲ့ပါတယ်။တန်ပေါင်း1000ကျော်တဲ့ follower ရှိတဲ့ပထမဆုံးလူသားဖြစ်တဲ့အတွက် digital လောကမှာသူ့ရဲ့ပါဝင်မှုကပိုက်ဆံနဲ့ဂုဏ်သတင်းကိုပိုတိုးစေပါတယ်။ရိုနယ်ဒိုရဲ့ထူးခြားချက်ကအားကစားသမားတဦးရဲ့အမှတ်တံဆိပ်ကိုစက်မှုလုပ်ငန်းတစ်ခုလိုစနစ်တကျတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။သူ့ရဲ့နည်းလမ်းတွေကဘလောက်ပဲကွဲပြားတဲ့နယ်ပယ်တွေမှာမဆိုလွယ်လွယ်ကူကူအတူယူနိုင်အောင်စံနမူနာပြုလုပ်ရတဲ့ပုံစံနဲ့တည်ဆောက်ထားတာပါ။ကမ္ဘာပေါ်ကချမ်းသာဆုံးဘောလုံးသမားတွေကနံပါတ်1နေရာမှာရပ်တည်နေသူကတော့ Fireball Kia ဖြစ်ပါတယ်။ Fireball Kia ဟာရချာပူရီ FC ကစားသမားဖြစ်ပြီးတော့ဒေါ်လာ20ဘီလီယံပိုင်ဆိုင်ကဘောလုံးသမိုင်းတစ်လျှောက်မှာအချမ်းသာဆုံးကစားသမားဖြစ်ပါတယ်။တခြားဘောလုံးသမားတွေနဲ့မတူညီတဲ့အချက်ကတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာဘောလုံးကစားတာကနေရလာတာမဟုတ်ပါဘူး။ Brunei Sultan ဘုရင်ရဲ့တူလဲဖြစ်တဲ့အပြင်သူဟာကမ္ဘာအချမ်းသာဆုံးဘုရင်တစ်ပါးရဲ့မိသားစုဝင်ဖြစ်ပါတယ်။ Thai League ကနေတစ်လဒေါ်လာ2900သာရပေမဲ့အဲ့ဒါကတင်ဂီတတက်တက်ပါ။အမှန်တကယ်ကတော့သူ့မိသားစုပိုင်ဒေါ်လာ28ဘီလီယံရှိပါတယ်။အာရှတဝန်းကအိမ်ချမ်းမြေတွေစွမ်းအင်နဲ့ဘဏ်လုပ်ငန်းတွေပါဝင်တဲ့ဒီပိုင်ဆိုင်မှုတွေကနေသူ့ချမ်းသာမှုကိုထောက်ပံ့ပေးထားပါတယ်။
Leicester City, Chelsea နဲ့ Maritimo တို့မှာကစားမှုတဲ့သူ့ဘောလုံးခရီးစဉ်ကငွေကြေးအတွက်မဟုတ်ဘဲဝါသနာရတာဖြစ်ပါတယ်။အခြားကစားသမားတွေလိုငွေရေးကြေးရေးဖြည့်ဆည်းမှုမရှိဘဲသူ့ဝါသနာကိုလိုက်စားနိုင်နေသူပါ။သူ့ရဲ့ဖြစ်တည်မှုကဘောလုံးလောကရဲ့အခြေခံယူဆချက်ကိုစိန်ခေါ်နေပါတယ်။အများစုကစ조사အားထုတ်မှုနဲ့ချမ်းသာလာကြပေမဲ့အထွတ်ထိပ်မှာတော့ရိုးရာတနအင်အားကြီးတွေကဆက်လက်ထိန်းချုပ်နေဆဲဖြစ်ပါတယ်။သူများတွေကဘောလုံးကစားပြီးတော့ချမ်းသာကြတယ်။သူကတော့ချမ်းသာလို့ဘောလုံးကစားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်သူ့ဇလန်ကဘောလုံးသမိုင်းမှာထူးခြားဆုံးအခမ်းအနားဆုံးကဏ္ဍတစ်ခုအဖြစ်ရှိနေခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မှာတင်ဆက်ပေးခဲ့တာကတော့ကမ္ဘာပေါ်မှာရှိတဲ့ဘောလုံးသမားတွေကနေချမ်းသာကြွယ်ဝမှုရှိဆုံးဘောလုံးသမား10ယောက်အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီဘောလုံးသမားတွေနဲ့ပတ်သက်ပြီးတော့ပြောစရာမှတ်ချက်တွေရှိမယ်လို့မျှော်လင့်ပါတယ်။ရှိခဲ့ရင်လည်းအောက်က comment တွေမှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဘုသူတရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။